မင်္ဂလာပါကျွန်တော်နာမည်တော့မောင်လေးမြတ်ဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းကျေးရွာနေမှာ ABC Mobile Studio ကိုလာရောက်တင်ကြားနေဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်နာမည်တော့မောင်ချင်နာဝဖြစ်ပါတယ်ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ရွှေညောင်မြို့ကနေပြီးတော့ဒီ ABC Mobile Institute ကိုလာတက်နေတဲ့တင်နန်းသားဖြစ်ပါတယ်ဗျကျွန်တော်တဲ့ရည်ရွယ်ချက်ကတော့ငယ်ကလေးကနေမှဝါရဏပါလို့ဒီစက်ပစ္စည်းပိုင်းနဲ့ပတ်သက်ပြီးမှဝါရဏပါလို့ပေါ့နော်ဒီငယ်တုန်းကဆိုရင်လည်းဒီလိုမျိုးကစားစရာရုပ်ထဲကနေဖြုတ်ပြီးမှတစားစီပြန်ဆက်ရတဲ့ဝါရဏတွေရှိတယ်အဲအကြောင်းမလို့ဒီ mobile phone နဲ့ပတ်သက်တဲ့ service လုပ်ငန်းကိုလာရောက်တက်ရောက်ခြင်းဖြစ်ပါတယ်ကျွန်တော်တင်နန်းတက်ရတဲ့ရည်ရွယ်ချက်ကတော့ဘောနော်ကျွန်တော်ဒီအခုနောက်ပိုင်းကျတော့ဖုန်းတွေကအသုံးများလာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီဖုန်းကိုသူတို့ဘယ်လိုတက်ဆင်ထားတယ်ပြတ်သွားလို့ရှိရင်ဘယ်လိုပြင်နေဆိုတာတွေကိုစိတ်ဝင်စားလို့လာတက်ရတာဖြစ်ပါတယ်ဗျတင်နန်းပြီးသွားရင်တော့ကျွန်တော်ဒီများဆိုင်မှာဝင်ပြီးမှ experience ကို4လဒါမှမဟုတ်6လအထိယူမယ်ပြီးဆိုရင်ကိုယ့်နယ်ကိုပြန်ပြီးမှဒီဖုန်းဆိုင်ဒီဇိုင်းလောက်ဖွင့်နိုင်ကိုမျှော်လင့်ပါတယ်ကျွန်တော်ကတော့တင်နန်းပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့လိုမျိုးအရင်ဆုံးတခြားဆိုင်မှာ order ဝင်လုပ်ပြီးတော့အတွေ့အကြုံယူမယ်ပေါ့နော်အတွေ့အကြုံတွေများလာပြီဆိုတာနဲ့အများပေါ့နော်ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ရည်ရွယ်ထားပါတယ်ဗျခက်ခဲတွေကတော့မရှိပါဘူးကွာကလည်းဆရာတွေရဲ့တင်ကြားမှုကလည်းတော်တော်ကောင်းတယ်ဗျာအဲ့လိုမျိုးခက်ခဲတွေဆိုတာထူးထူးတော့မရှိဘူးပြီးအစပိုင်းမှာတော့ခက်ခဲတွေရှိမယ်ဒါပေမဲ့နောက်ပိုင်းတစ်ဆင့်ကျွမ်းကျင်တဲ့ level ရောက်လာရင်တော့ခက်ခဲဆိုတာတော့မရှိတော့ပါဘူးကျွန်တော်တို့ဒီအစပိုင်းမှာတော့ဗောနော်တစ်ခါမှမလုပ်ဘူးတဲ့အပြင်မှာအတွေ့အကြုံလည်းမရှိတော့အခက်အခဲရရှိခဲ့ဗောနော်ဒါပေမဲ့ဒီဆရာတွေရဲ့လက်တွဲခေါ်မှုတွေသင်ကြားပေးမှုတွေနဲ့အတူပေါ့နောက်ပိုင်းကျတစ်ဆင့်ပြီးတစ်ဆင့်တပြေးပြေးနဲ့အဆင်ပြေလာပါဗျတင်နန်းတက်စီစဉ်ကာလအတွင်းမှာဒီရှေ့ကတင်နန်းဆင်းသွားတဲ့စီနီယာတွေဟိုတင်နန်းဆင်းပွဲလုပ်ပြီးတဲ့အခါစီနီယာတွေနဲ့အတူပေါင်းပြီးမှကျွန်တော်တို့ပါတင်နန်းကျိုးစုပွဲလုပ်ပြီးတဲ့အတွက်အဲ့ဒီပွဲမှာရတဲ့အမှတ်တရတွေအများကြီးပါပဲကျွန်တော်တို့ကတော့ဗောနော်ဒီစီနီယာတွေကိုကျွန်တော်တို့နှုတ်ဆက်ပွဲလုပ်ပြီးတယ်ပြီးတော့ကျွန်တော်တို့တွေကိုကြိုဆိုပွဲလုပ်ပြီးတဲ့အချိန်တွေရယ်ဒီဆရာတွေနဲ့ဂိမ်းဆွားတဲ့အချိန်တွေတင်နန်းအချိန်မရှိတဲ့ရက်တွေမှာတငယ်ချင်းတွေနဲ့ရှောက်လေရရတော့အမှတ်တရတွေပါဗျ ABC Mobile Studio ကတော့တကယ်ကောင်းတဲ့တင်တန်းပါဒီလိုပြောမလဲတင်ပေးတဲ့ software ဆရာတွေ hardware ဆရာတွေအကုန်လုံးကလည်းနားလည်တဲ့ရှင်းပြပေးတယ် software ဆရာကျော်ရန်လင်းဆိုရင်လည်းလူငယ်တွေလိုက်ကြိုက်ပြီးမှနေပေးတယ်ဆရာတင်းကိုလိုင်းဆိုရင်လည်းည12နာရီတနာရီအထိဘေးနားမှာကြည့်ပြီးမှနားလည်အောင်တင်ပေးတယ်ကျွန်တော်တို့ဗောနော်ဒီတကယ်လို့ဒီဟာဝါသနာပါရဆိုရင်တော့ဒီ ABC Mobile စီချိုလာတက်ဖို့ရည်ညွှန်းချက်နေဗောနော်ဘာလို့ဆိုဆရာတွေကလည်း queue design နဲ့လို့သင်ကြားပေးရဗောနော်အဲအကြောင်းမလို့ကျွန်တော်အမြင်တော့ဒီ ABC Mobile စီချိုကတကယ်ကောင်းပါတယ်ဗျအဲ့ဒီတင်နန်းလာတက်မဲ့ junior တွေအနေနဲ့ကတော့ဒီ founder ပေးရထားတဲ့အဆောင်မှာအဆောင်စည်းကမ်းတွေကိုလိုက်နာပြီးမှလေးလေးမမနေပါစည်းကမ်းဖောက်ပြတာမျိုးတွေမလုပ်ပါနဲ့နောက်တက်လာမယ့်သင်ခန်းစာလေးတွေပေါ့နော်ကျွန်တော်တို့ဒီရောမရအောင်ရောမလို့ချင်းဆိုတဲ့အတိုင်းပဲကျွန်တော်ဒီတကယ်လို့ဒီမှာလာတက်လို့အဆောင်မှာနေပြီးတက်တယ်ဆိုရင်တော့အဆောင်ရဲ့စီကံတွေကိုလိုက်နာပါဆရာတွေဘောလို့မလေးမစားမလုပ်ပါနဲ့ပေါ့နော်ပြကြလို့ရှိရင်လည်းကိုမသိတဲ့ဟာကိုမသိတယ်လို့မနေဘဲနဲ့မေးပါပေါ့နော်ဆရာတွေကိုမကြောက်ပါနဲ့အဲ့လိုမျိုးမှားချင်ပါဗျကျေးဇူးပထမဆုံးကျေးဇူးတင်နေတာတော့ကျွန်တော်ရဲ့ဒီတင်နန်းကိုညွှန်ပေးလိုက်တဲ့မိဘနှစ်ပါးရဲ့ကျွန်တော်တငယ်ချင်းတယောက်ရဲ့ကိုကျေးဇူးတင်ပါတယ်သူတို့ညွှန်ပေးလို့လည်းကျွန်တော်ဒီတင်နန်းကိုတက်ဖြစ်တာပါပြီးတော့ software ဆရာကျော်ဝင်လင်းနဲ့ hardware ဆရာတင်းကိုလိုင်းတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်သူတို့ရှိနေလို့လည်းသူတို့နားလည်အောင်တင်ပေးလို့လည်းကျွန်တော်တို့လည်းဒီလိုတက်ရောက်နိုင်တာပါကျွန်တော်အရင်ဦးဆုံးတော့ပေါ့နော်ဒီကျွန်တော်ဝါသနာပါတာကိုတက်နိုင်လို့နောက်ကနေထောက်ပံ့ပေးတယ်ကျွန်တော်မိဘနှစ်ပါးကျေးဇူးတင်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့နယ်ဝေးကနေပြီးတော့လာတက်ရတဲ့လူတွေအတွက်ပေါ့နော်ဟုတ်တော့အဆောင်တို့ရေမီးစုံတို့လိုလေသိမ်းရှိပြေဆောင်ထားတဲ့ဖောင်နာကြီးကိုလည်းကျေးဇူးတင်ပါတယ်အဲ့ဒီကျွန်တော်တို့ရဲ့ software ဆရာဝန်အောင်လည်းကျေးဇူးတင်ပါတယ်ပြီးကြလည်းကျွန်တော်တို့ညဘက်ဒီထိပေါ့နော်မရအောင်လေ့ကျင့်နေဆိုလို့ရှိရင်ဘေးနားနေပြီးတော့ကြည်ပေးနေတဲ့ဆရာတင်းအောင်လည်းကျေးဇူးတင်ပါတယ်အဲ့ပြီးတော့ဆရာခန့်အောင်တို့ဆရာမင်းမင်းတို့လည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်တဲ့အတွက်အကုန်လုံးကျေးဇူးတင်ပါတယ်ဗျ ABC Mobile